မင်းတတက်လုံးဒီတိုင်းပဲစင်းရဲအတွင်းနဲ့ပြီးနီးသွားတော့မှာလားကံကြမ္မာကိုအပြစ်မတင်နဲ့မင်းစင်းရဲနေတာတခြားလူကြောင့်မဟုတ်ဘူးမင်းကြောင့်ပဲတစ်ချက်မင်းမစင်စားဘူးမင်းတနေ့ကဘာလုပ်နေလဲသူများတင်လေအပျော်ပါဗီဒီယိုတွေကြည့်ပြီးအချိန်ဖြုံးနေတာလားမင်းရဲ့အနာဂတ်အတွက်ပတ်စံရှာဖို့အတွက်တရက်ကို10မိနစ်လောက်တောင်အလေးနဲ့မစင်စားဘူးစဉ်းစားတဲ့သူကလမ်းတွေ့တယ်မစဉ်းစားတဲ့သူကလမ်းပြောက်တယ်နံပါတ်2မင်းမတင်ယူဘူးလောကကြီးကနေတိုင်းပြောင်းလဲနေတာမင်းကတော့လွန်ခဲ့တဲ့9နှစ်ကအသိဉာဏ်နဲ့ပဲရက်နေတော့မယ်အစ်စ်တွေကိုမလေ့လာဘူးစာမဖတ်ဘူးဆိုရင်မင်းကခင်းနောက်ကျကြံခဲ့တဲ့လူပိုတဲ့အောင်ဖြစ်နေမှာပဲနံပါတ်3 comfort zone တွေကမထွက်ဘူးမင်းအခုနေနေရတဲ့ဘဝလေးကအဆင်ပြေနေလဲထင်နေလားပင်မမှာကြောက်လို့ရှုံးမှာကြောက်လို့ဘာမှအသက်မလုပ်ရဲဘူးဆိုရင်မင်းဘယ်တော့မှမချမ်းသာနိုင်ဘူးအောင်မြင်မှုဆိုတာခက်ခဲတဲ့လမ်းမထက်မှာပဲရှိတာညီလေးညီမလေးမင်းမှာအရေးချင်းရှိပါတယ်ဒါပေမဲ့ပြင်းနေလို့တော့မရဘူးမင်းမိဘတွေကိုကောင်းကောင်းထားခြင်းတယ်မဟုတ်လားမင်းချစ်တဲ့သူတွေကိုလိုချင်တာအကုန်ဝယ်ပေးခြင်းတယ်မဟုတ်လားဒါဆိုအခုပဲပြောင်းလဲတော့ဘဝကိုတီးထည့်ပို့ပြီးတိုးတက်အောင်မြင်ခြင်းတယ်ဆိုရင်ငါရဲ့ page ကို follow လုပ်ထားလိုက်ပါမင်းရဲ့ဘဝပြောင်းလဲဖို့ငါနဲ့အတူတူရှောင်လန်းရအောင်